မင်းအောင်လှိုင်တို့လိုအထက်ဘက်အရာရှိတွေရဲ့ရုပ်မာအောက်တန်းကြဖို့ကိုမခံနိုင်တဲ့အတွက်ကြောင့်မလို့တက်ထဲကနေပြီးတော့ပြေးထွက်လာတဲ့ဗိုလ်မှူးဟိန်းတော်ဦးဟာအာဏာသိမ်းဖို့ကို2015တက်ကကြိုတင်ကြံရထားခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပြီးတက်သွင်းမှာလည်းစစ်သားတွေကိုရုပ်မာခံရရဲဆိုတဲ့အကြောင်းကိုပြည်သူတွေအားလုံးသိရှိစေရန်အတွက်ယခုလိုပဲပြောပြလာပဲဖြစ်ပါတယ်။ဒါအပြင်တကယ်တမ်းစစ်ဖြစ်ခဲ့မယ်ဆိုရင်နော်ပြည်သူတွေနဲ့ပူးပေါင်းမယ်စစ်သားတွေလည်းအမြောက်များရှိနေသေးရဲ့ဆိုပြီးတော့လည်းယခုလိုပဲပြောကြားလာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ပြည့်စုံကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အနောက်မှာအပြည့်စုံဖော်ပြပေးထားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗိုလ်မှူးအကြောင်းနည်းနည်းပြောပြပါအောင်ခင်ဗျစစ်တပ်ကတို့အမှတ်စဉ်48မှာစတက်ခဲ့တယ်2002မှာဒါ2005မှာကျောင်းဆင်းကျန်တဲ့ဝင်အမှတ်ကြီး433336ဘုံမှုဟိန်းတော်ဦးဘာကြောင့်တက်ကထွက်လာတာလဲခင်ဗျာကြီးပိုင်းရောက်လာတဲ့လူတွေကနည်းနည်းမကောင်းတော့တဲ့လူတွေဖြစ်လာတော့လက်အောက်ကိုထင်းသလိုအုပ်ချုပ်ကြတယ်ဘယ်တော့ပဲမှန်အောင်နေတဲ့လူတွေဖြစ်ဖြစ်မှန်ရင်တော့ကျင်းနေတယ်ဘာမှယာရုလည်းရမှာမဟုတ်ဘူးနေရာလည်းပြီးမှာမဟုတ်ဘူးကျောင်းတော်မှာတော့ရှင်းရှင်းလေးပဲဟိုဘုံမှုကြီးအစဉ်ဖြစ်သွားရင်တို့ဘက်ကနေပြည်သားတွေလည်းပုံများလာတယ်ကာလာတွေလည်းကြာလာတာဖြစ်တဲ့အတွက်ဒီလိုလူမျိုးတွေအပြင်ကိုမထွက်အောင်တို့နှီးမျိုးစုံနဲ့ထိန်းကြတာပါလူကြီးပိုင်းဖြစ်လာရင်တော့မှန်တယ်တို့သစ္စာပေါက်မှာတိတ်ကြောက်တယ်အဲ့တော့အခွင့်အရေးတွေမျိုးစုံလာလိမ့်မယ်အောက်ပိုင်းကလူတွေကတော့ဘဝရည်သာဘဝနဲ့ပြီးရင်အကြောက်တရားနဲ့ဒါမျိုးနဲ့ပဲထားရတာပဲဒီလိုပဲဟိုငပြောဘူးကြိုက်တာဒီဘာတွေဘယ်နိုင်ငံမှာရှိလို့แล้วအရာရှိငယ်ဘဝတွေဆိုရင်တော့2သိန်း3သိန်းလောက်ဆိုလဲရေးယူခြင်းယူနေတာပဲပြောအရာရှိကြီးမှာဖြစ်တဲ့သိန်း3000တို့1000တို့ဒီကိစ္စတွေကြတော့အေးမယူပဲနဲ့တက်ထဲဝင်ပြီး9နှစ်10နှစ်ဆိုရင်ထောက်ခွင့်ပေးမယ်ဆိုပြီးတော့တို့ပေမဲ့အဲ့တိုင်းထောက်ခွင့်တင်လို့ဘယ်သူမှမပေးဆိုနောက်ဆုံးဟိုတက်ထဲနေပြီးထွက်ခြင်းအပြင်မှာအိမ်ရှိမှာလို့တက်ထဲမှာဒီလောက်တစ်ချိန်လုံးရှည်တန်းသွားနေတဲ့လူကဘယ်အိမ်ကိုဘလို့သွားဝင်နေမှာသူတို့ပေးတဲ့လားစားသူကအဲ့မှာဘာဖြစ်လောင်တော့ခိုးဖို့ဝက်ဖို့လောက်ပဲတက်လာဖို့ပဲများတာပဲဘယ်သူကထွက်နိုင်တော့တက်နေဖို့တော့ဘလို့မှအဆင်ပြေနိုင်ဘူးဆိုပြီးတော့ဒီတည်းကနေမနေဘဲနဲ့ထွက်လာခဲ့တာပဲအာနာသိမ့်မှုရောဘုံမှုဘယ်လိုမြင်လဲခင်ဗျာသူတို့ငကိုကလေးကလည်းကြံနေတာပဲခုမှကြံတာမှမဟုတ်တာသူအာနာလက်လွတ်မှကြောက်တော့အာနာသိမ့်မယ်ဆိုတာဘုံမှုရိပ်မိလားရိပ်မိပါတယ်ဘယ်လိုရိပ်မိတာလဲဘယ်တော့လောက်ကလဲအဲ့လေဒီအာနာမလွဲခင်ဟို2015လောက်ကလေးဒါပြန်ဖြစ်လာမယ်ဆိုတော့သိနေရပဲမလုတ်ခင်2နှစ်လောက်အလိုမှာတော့ဟိုလုတ်တော့မယ်ဆိုတော့အချက်လက်တွေပူခိုင်မအောင်တော့ကြားခဲ့ရတော့ဘယ်လိုဟာမျိုးလဲရွေးကောက်ပွဲမတိုင်ခင်ကာလမှာအဝေးဝန်ကြီးဌာနဒုစစ်စင်အထက်အထူးဖွဲ့မှုတွေပေါ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့လူတွေဒါတိုင်းတစ်ပြည်လုံးပတ်ပြီးတော့မှဒါစစ်တပ်ထဲမှာအမြဲတမ်းသုံးနေတဲ့စကားတစ်ခုပါရှိတယ်သူတက်တွင်းစီလုံးညီညွတ်ရေးကိုရေပတ်မဝင်အောင်ဒါလှုပ်ထားပါဆိုတာဒါကြီးကပြင်ပကနေပြီးတော့မှဘလို့ပဲဟိုဖြစ်လာလွယ်နဲ့ဆွဲထွက်မသွားအောင်လို့ဒါပြင်နေတာတွေရှိတယ်ပြီးတော့ဒီရွေးကောက်ပွဲကာလမတိုင်ခင်မှာလည်းသူတို့ပြောတဲ့တချို့စကားတွေဒါသုံးသက်ကြည့်တာတော့အကြီးကပြန်လှုပ်တော့မယ်ဆိုတာတော့ရွေးကောက်ပွဲမတိုင်ခင်တော့ကအကျဉ်းကြီးသိကြတာပေါ့တွန်းလိုင်းအောင်မြောင်ဘာတွေအဓိကအရေးကြီးလဲဒိုင်းနာလည်းနဲ့တိုင်းအဖွဲ့ချင်းပဲဖြစ်ဖြစ်စီလုံးဖြစ်ဖို့ပြည်သူတွေကြားထဲမှာကျတော့စီလုံးကတော့စိတ်ထဲမှာတော့ရှိတယ်တို့ပေမဲ့မြေပြင်မှာဒါကိုအကောင့်ထဲမှာဖော်နိုင်သေးဘူးဒါကြောင့်လည်းဒလန်နေသရှိုးတွေနဲ့ရှုပ်ချက်ခတ်နေတာကြီးအဲ့တော့ပြည်သူတွေအားလုံးစီလုံးဖို့နဲ့စနစ်တကျလေးလုပ်ဖို့တော့လိုတယ်စစ်တဲ့ဆိုတာတစ်ကမ္ဘာလုံးသုံးနေတဲ့စကားရှိတာပဲရန်သူအကြောင်းကိုသိရမှာနော်ကိုအကြောင်းကိုသိရအဲ့နှစ်ခုမသိပဲတွားတိုက်လို့တော့ဘယ်စစ်ပွဲမလို့ရှုံးမှာစီဒီအများလာရင်တော့ကျန်တဲ့အကူကြီးလိုတာနည်းမှာပေါ့စီဒီအမများလာရင်တော့လည်းကျန်တဲ့အကူကြီးကလိုမှာပဲတခုခုလုပ်မယ်ဆိုရင်ဒီအကျိုးမြတ်ကဘာတွေရှိတယ်ဆုံးရှုံးမှုတွေကဘာတွေရှိတာဒါမျိုးတွေမျိုးစုံသုံးသပ်ပြီးတော့မှပလန်ကိုဆွဲရတာပဲအဲ့လိုမျိုးဆွဲတဲ့လူတွေနဲ့တေချာလောက်ကြဖို့တော့ကောင်းမယ်နောက်မှဆိုရင်တော့အသက်တွေကတော့ပိုဆုံးရှုံးနေဦးမှာခေါင်းဆောင်ကောင်းနောက်မှာသူရဲ့ချမှတ်ပြီးတဲ့အတန်းစနစ်တကျလို့တိုက်ပွဲတစ်ပွဲဆိုတာတော့နောက်ဆုံးအသက်ရှင်ကြံခဲ့တဲ့လူကအမြဲတမ်းအမှန်တိုင်းနာလက်နက်ကိုင်းနေဒီဘက်မှာဝယ်နေတာလက်နက်တစ်လက်ကို30-40လောက်တော့တယ်ဟိုမှာဒါလက်နက်တစ်လက်ထုတ်စီသူတို့စိတ်ယုံမှထုတ်တာဒီ9000နဲ့16000 9000 8000အဲ့လောက်ပဲရှိတာဟုတ်လက်ရှိစစ်တပ်ရဲ့အင်အားကိုဘုံမှုဘယ်လိုသုံးသပ်မလဲခင်ဗျာရှင်းလင်းစစ်သားတွေမှာတော့အမြဲတမ်းတိုက်ပွဲဝင်နေတဲ့စစ်သားတွေရှိသေးတယ်တိုက်ပွဲမဝင်ရတဲ့စစ်သားရှိတယ်စစ်သားတွေမှာတနက်နဲ့အရင်တည်းကျွမ်းကျင်ခြင်းမရှိတဲ့စစ်သားတွေလည်းဒါအများကြီးပါပဲတမျိုးကိုရင်တော့ဒီကြံတော့ထွက်တာတော့မှန်တယ်ထိချင်မှထိမှာပေါ့တနက်ကောင်းကောင်းပြည့်တဲ့စစ်သားလွန်ဆုံးရှိရင်2သိန်းပေါ့အဓိကနောက်ဆုံးတိုက်ပွဲတွေကြတော့တနက်ကအဓိကသွားတာမဟုတ်လက်နက်ကြီးတွေနဲ့အဲ့ဒါမင်းဘလောက်ကောင်းလဲဒါနဲ့ပဲသွားတကယ်လို့ Federal တပ်မတော်ပေါ်လာမယ်ဆိုရင်လက်ရှိစစ်တပ်ထဲကတပ်မတော်သားတွေလာရောက်ပူးပေါင်းနိုင်မဲ့အလားအလာဘယ်လိုရှိလဲခင်ဗျာအဲ့လိုမျိုးလောက်ခဲ့ရင်သူတို့ရဲ့
လက်ရှိနေမိသားစုတွေရှိတဲ့လူဆိုမိသားစုပေါ့မိသားစုမရှိတဲ့လူတွေဆိုရင်တို့ရဲ့အနာဂတ်ကဘယ်လောက်ထိလုံခြုံမှုရှိမလဲပေါ့မူတည်သွားလိမ့်မယ်ကောင်းတဲ့ဘက်မှာတော့နေခြင်းတဲ့လူကတော့များပါတယ်များပြီမဲ့လို့ဒီဟိုဘက်မှာနေရတယ်တို့အထမ်းဝင်မလုံးပေးထားတဲ့အပိုင်းရှိတယ်နောက်အကြောက်ရပြထားတာရှိတယ်နောက်ပြီးရင်ရိုးစွဲနေတဲ့အကျင့်အားရှိတယ်အဲ့ဒါတွေကိုလုံးဝစွန့်ပစ်ပြီးတော့မှအကြောက်တရားဆိုတဲ့အချိန်မှာသူမိသားစုပါလာတော့မိသားစုတွေကိုတစ်ခုခုလုပ်ပြမှကြောက်ရတာရှိတယ်နောက်ဒုတိယပိုင်းမှာကျတော့တို့ဒါငွေကြေးစည်းတွေအနေနဲ့ကျန်တဲ့ယာရုတွေနဲ့ဆွဲဆောင်ထားတာရှိမှာပေါ့ဒီဘက်ကနေမှတို့လုပ်ငန်းတွေစလို့အောင်မြင်လာပြီပါညာဆိုတော့ဒါတွေကတော့အတူတူဆွမ်းလန်းပြောတဲ့အကြောက်တရားလိုပျောက်ပြီးတော့အဖွဲလိုက်ရောက်လာမှာပဲလုံရောက်ဒေတာနယ်မြေတစ်ခုရမယ်အခိုင်မှာခြေကုပ်စကန်တစ်ခုလိုမျိုးတစ်မျိုးပဲဖြစ်ဖြစ်ဘယ်ပိုင်းဝင်ဖြစ်စရပြီဆိုတာနဲ့ဘိုးဘမှာထပ်ပြီးပြိုကွဲအောင်ပါပဲလက်တလောမှာအခုဘုံမှုလို့ထွက်လာမဲ့လူတွေရောရှိနိုင်လားခင်ဗျရှိတာပေါ့ရှိတယ်ဆိုမှလည်းတို့လည်းလမ်းကြောင်းတော့မျိုးစုံကျွေးနေရသေးတာပေါ့အခုဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုဘုံမှုပါဝင်ပူးပေါင်းမှာလားခင်ဗျဘယ်လိုကြုံလာအောင်လဲဆိုတာပေါ့မူတည်တယ်တို့လိုရင်တော့တက်နိုင်တော့ကူညီပါမယ်